ဘွန်တော်တေဘုံမကဝိဒုက္ခမမုတ်ချမလို့ငဲ့တောင်ကျွတ်တို့ဇွနေပြောပါအိုလူသားတို့ယေရှုစိတ်တော်မျက်နှိမ်ပါတို့ဧကရောက်ကြောင်းတရားလောင်း၍ကောင်းမှုဒါနမြတ်စာကနှင့်စိတ်မပြထဲကတ်လူတဲ့မို့စွန့်ချက်ရဲ့ထတော်မူကြပါဘုရားသဗ္ဗုရိဒပေါင်းသူတော်ကောင်းတို့ရွာနေကခြေစီသာဘာသာချင်းရှိကြပါလေမြမမရင်သိကြပါတဲ့အလုံးမတော်ချိုးတဲ့စိတ်ချပြောရ
။